မဲခေါရှင်းမေဒါပါလေအမက်စီးလေမေရဲ့ဟဲ့အမက်စီးဆိုတော့ငါသိတယ်လေကြည်တန်းအခန်းထဲမှာကျောင်းသား26ယောက်ရှိတယ်နင်းစရာ26ဆိုတော့ဘာလဲနင်ကဗိတ်ကြီးဖြစ်နေတယ်ဩဗိတ်ကြီးမဟုတ်ပါဘူးအမေကလည်းနောက်ဆုံးကနေရှိတယ်တမီးကတစ်ပဲလေအမေရဲ့ဟဲ့အနောက်ကကြီးတယ်ပါလေငါသာမပြောနဲ့ပျောက်ချော်ပြက်ချော်တာမလုပ်နဲ့နော်နင့်ကိုပေးတယ်လို့ပေးတယ်စာအုပ်လို့စာအုပ်ဒီကြားတဲ့သူရှင်လို့ဆိုသူရှင်လည်းထားပြလိုက်မဟုတ်လားပြောနင်ငါရက်ဆက်ကိုကျက်နေအောင်နင့်ငါပြောနင့်ဖေလာပါနင့်ဖေလာတက်ရှင်ခါအောင်မယ်ငါရှိပါလာပြီးမငိုနဲ့နော်မငိုနဲ့သွားခုချက်တင်ငါချက်ထွက်သွားမမကြီးအော်ညီမလာလေဘယ်ကနေလှည့်လာတော့ဈေးသွားရင်းနဲ့ဝင်လာတာမမရဲ့မျက်နှာလည်းမကောက်ပါလားဘာဖြစ်လို့လဲမမအမလေးဘာပြမှာတော့နင့်တူမဘောဒီနေ့အမစရင်ထုတ်လာရလေအတန်းထဲမှာကျောင်းသား26ယောက်ရှိတာနင့်တူမအစရင်26ဦးတဲ့ကြည်အောင်အော်အဲ့တော့မမခလေးအော်ရတယ်ဗောအမလေးအော်ရုံနဲ့မဟုတ်စုပါစုထားညီမရဲ့ညီမပဲစဉ်းစားကြည့်ဦးပေးရလို့ပေးတယ်စာအုပ်လို့စာအုပ်ဒီကြားတဲ့ကျူရှင်တက်ချင်တယ်ဆိုလို့ကျူရှင်ထားပေးရလေမိဘတွေဘက်ကဘာရင်လာရောပေးရအောင်လေမအော်ပါနဲ့မမရဲ့ဒီရွက်ဒီလိုပါပဲအမလေးညီမရဲ့သူ့ကိုယ်တိုင်ကြိုးစားဖို့ပဲလိုတော့တာပါသူ့ဖေလေအပြစ်မှာနေပူတော့ပတ်ဆက်ရှာတာထိတ်ပြောင်းနေပြီသူ့ပုံစံလေသူ့အတွက်အနီးကဂိုက်တယောက်ခေါ်ပေးပုံကိုပေါက်နေရဒါနဲ့ညီမတို့အသိတယ်မှာဂိုက်တွေပါရှိလာရင်ဟိုလေးမမဂိုက်ခေါ်တာမဟုတ်ဘဲနဲ့လေဝါဆိုလန် application လေးကိုတောင်းကြည့်ပါလားမမအဲ့ဝါဆိုလန် application ဆိုတာဘာလဲညီမရဲ့ဝါဆိုလန် application ဆိုတာက KG ကနေစပြီးတော့ grade 20အခြေခံကြောင်းသင်ရိုးညွှန်တမ်းအတိုင်းသင်ကြားပေးတဲ့ application ကိုပြောတာအမရဲ့ဝါဆိုလန်ဟုတ်တယ်အဲ့ဒီ application လေးမှာဆိုလို့ရှိရင်သင်ခန်းစာတစ်ခုချင်းစီကိုတိတိကျကျရှင်းပြပေးရတဲ့ video clip လေးတွေရှိတယ်လေကိုယ့်ရဲ့ကလေးကကျောင်းဝဆရာမစာသင်တစ်ခါရမယ်အိမ်ရောက်လာတဲ့အခါကျလို့ရှိရင်အဲ့သင်ခန်းစာကိုဒုတိယတစ်ချိန်ဝါဆိုလန်နဲ့လေ့လာမယ်ဆိုနှစ်ခါရတော့စောက်ဖို့ကြည့်တာဗောမမရဲ့ဟဲဟုတ်လားဟုတ်တယ်မမရဲ့ပြီးတော့လေ native speaker အင်္ဂလန်ကဆရာမတွေကိုယ်တိုင်သင်ကြားပေးရတယ်အင်္ဂလိပ်စာတွေကိုအတန်တော့မမှန်ကန်နဲ့လေ့လာလို့ရတယ်မမရဲ့ဟဲအမအဲ့ဒီဝါဆိုလန် application သုံးကျင်တယ်ဆိုဘယ်လိုလုပ်ရမလဲအကယ်လို့မမသုံးကျင်တယ်ဆိုလို့ရှိတော့ဝါဆိုလန် application လေးကိုအရင် download လုပ်မယ်ပြီးရင်မမရဲ့ဖုန်းနံပါတ်လေးနဲ့ register တင်လိုက်ပြီဆိုတာနဲ့အတန်းတိုင်းရဲ့ဘာသာရပ်တစ်ခုချင်းစီရဲ့ chapter 1 unit 1တစ်ခုလုံးကိုတိတိကျကျအခမဲ့လေ့လာခွင့်ရမှာကိုကလေ့လာပြီးတော့မှစိတ်ဝင်စားတယ်ဆိုလို့ရှိတော့29,000ကျပ်ထဲနဲ့15လတိတိစိတ်ကြိုက်လေ့လာခွင့်ရမှာမမရဲ့ဟဲ29,000ကျပ်ထဲနဲ့15လတိတိခွင့်ရမှာလားဟဲ့တက်လိုက်တယ်ညီမရဲ့ဟုတ်တယ်မမရဲ့အရန်ကောင်အိမ်ကသမီးနဲ့သားဆိုလို့ရှိတယ်ညီမဝါဆိုလန်နဲ့ပဲလေ့လာခိုင်းတာအခုဆိုလို့ရှိရင်ပညာရေးမှာအရန်ထူးချွန်နေပြီမမဟုတ်ပြီအခုပဲဝါဆိုလန် application ကိုထောင်းပြီးတော့အမရဲ့ဖုန်းနဲ့ register တင်လိုက်မယ်ညီမဟုတ်အေးအဲ့ဒါမှသူ့ကိုအိမ်မှာအမကိုလည်းတခြားကြက်မှတ်ပြီးတော့စာလုပ်ပေးလိုက်မှာအဲ့ဒါမှသူတိုးတက်မှာသိလားဟုတ်အဲ့ဆိုသွားလာမမရဲ့နေမပူခင်လေးဈေးသွားမှာမို့လို့နော်အေးညီမရဲ့ကျေးဇူးပဲနော်ဟုတ်